ကျွန်တော်နဲ့ရေခဲရိုက်ထားတယ်လို့အေးဆက်လုံးနဲ့ရုပ်အမျိုးသမီးတို့အကြားသဘောတူညီချက်တစ်ခုရှိခဲ့တယ်ကျွန်တော်ရဲ့မျိုးဗီဇကိုပေးမယ်သူကကျွန်တော်ကိုဒေါ်လာ9 သန်းပေးမယ်ကလေးမွေးလာတာနဲ့နှစ်ဦးနှစ်ဖက်ကြေအေးပြီးကျွန်တော်ချက်ချင်းထွက်သွားရမယ်ဆိုတဲ့သဘောတူညီချက်ပေါ့ဒါပေမဲ့ကျွန်တော်ကဒီလုံမှာအလုတ်ဆွမ်းရည်တိတ်ခတ်မျက်လုံးသွားလို့သူကလေးအမွှာမွေးခဲ့တယ်မွေးဖောက်ခန့်အပြင်ဘက်မှာအရာရာရှုပ်ထွေးစုပူသွားတဲ့အချိန်အားနေပြီးငိုယိုနေတဲ့အမွှာညီကိုတွေကကလေးလေးတယောက်ကိုချိပတ်ဆန်ကိုဆွအဲ့ဒီကျွန်တော်လစ်ပြေးခဲ့တဲ့6နှစ်တိုင်တိုင်ကျွန်တော်နယ်ဘက်မှာကြက်မွေးဟင်းသီးဟင်းရွက်ဆိုင်ရင်နေထိုင်ခဲ့ပြီးကလေးလေးလည်းပျော်ရွှင်ကျန်းမာစွာကြီးပြင်းလာခဲ့တဲ့ဒီနေ့မှာတော့ဟင်းသီးဟင်းရွက်တွေရောင်းဖို့ကျွန်တော်ရဲ့သုံးမိဆိုင်ကလေးမောင်းပြီးမျိုးရဲထွက်လာတော့မေဘတ်ကားတစ်စီးကျွန်တော်ရှိမှကွက်တီထိုးရက်လာခဲ့တဲ့အဲ့ဒီထဲကနေကျွန်တော်သားနဲ့တထေရတဲ့တူတဲ့ဝတ်စုံပြီးဝတ်ထားတဲ့ကလေးလေးတယောက်ဆင်းလာခဲ့တဲ့ပါပါတားနောက်ွယ်မှာနောက်ထပ်ကလေးတယောက်ဘယ်တော့ကခိုးမွေးထားတာလဲဆိုပြီးကျွန်တော်သားချင်းမီကပြိတက်ပြင်းနဲ့ပွဲလုံနေတယ်လို့အတန်ကိုဟဲလိုက်တော့တာပဲတီးနှံရောင်းနေတဲ့ပိုးပိုးပွားပွားတွေဝယ်နေတဲ့ဦးလေးတော်လေးတွေအကုန်လုံးရဲ့အကြည့်တွေကကျွန်တော်စီတန်းကနေရောက်လာကြတယ်ကျွန်တော်တို့တကယ်ကိုဒုက္ခလာလာတွေ့ပြီးကျွန်တော်ကောင်းတပြင်းလုံးလုံးဝပလာဖြစ်သွားပြီးအမျိုးသမီးတယောက်စီရောင်းဖို့လုပ်နေတဲ့ကော်ဖီထုတ်တောင်လက်ထဲကလွတ်ကြမတက်ဖြစ်သွားခဲ့တယ်ကျွန်တော်နှစ်ဖူးမှာချွေးစေးတွေစီးကြလာပြီး6နှစ်တာအေးအေးဆေးဆေးနေထိုင်ခဲ့တဲ့နေဘက်ဘဝလေးဟာဒီလိုအဆက်ကွဲစရာအကောင်းဆုံးနီးလက်နဲ့ပြီးဆုံးသွားလိမ့်မယ်လို့အိမ်မက်တောင်မမက်ဖူးခဲ့ဘူးမိဘက်ကားဘေးမှာရက်နေတဲ့ကလေးလေးကတော့ဝစ်စုံပြီးနဲ့ဖဲပြားလေးတက်ထားပြီးကလေးရဲ့ပုံစံလေးနဲ့ကျွန်တော်တို့စီကိုတန်တရားရောစူဇန်ကျင်စိတ်ပါစောနေတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်အဲ့ဒီနောက်ကားတကားထပ်ပွင့်သွားပြီး Stocking American အနက်ရောဝတ်ထားတဲ့ခြေတန်းရှိရှိနဲ့အတူအဲ့ဒီမျက်နှာထွက်လာခဲ့တယ်ကျွန်တော်နားတဲ့အထိဆွဲထင်နေပြီးအိမ်မက်စိုးရိမ်မရင်နိုးနိုးလာစေတဲ့အဲ့ဒီမျက်နှာ6နှစ်ကြာပြီးနောက်မှာတွေးလိုက်ရတဲ့ကုန်းနံပါပဲသူကအရင်တိုင်းပါပဲမျက်နှာကရေခဲလိုအေးဆက်နေပြီးမျက်လုံးတွေကလူကိုတုံတုံများမလုံနိုင်အောင်ခဲသွားစေလောက်တဲ့အထိအေးဆက်လုံးနဲ့ထူးခြားတာတစ်ခုကတော့သူ့ရဲ့အမြဲတမ်းကြောက်ရွံ့လိုအေးဆက်နေတဲ့မျက်နှာပေးမှာအကြောင်းလေးတစ်ခုပေါ်သွားတာပါပဲသူ့ရဲ့အကြည့်တွေကကျွန်တော်သားချင်းမီရဲ့ရှုပ်ပင်နေတဲ့မျက်နှာလေးစီအရင်ရောက်သွားပြီးတော့မှဝစ်စုံပြင်းနဲ့ကလေးလေးစီဖြည်းဖြည်းချင်းရောက်သွားခဲ့တဲ့ပုံစံတူကလေးနှစ်ယောက်တယောက်ကချင်းပေါင်းပြီးစုပ်လေးနဲ့ရှုံလူနေတဲ့ကလေးလေးနောက်တစ်ယောက်ကချုပ်ဝတ်ထားတဲ့ဝစ်စုံနဲ့မင်းသားလေးလိုကလေးလေးတူတစ်ခုလုံးအေးခဲသွားတယ်လို့ခံစားလိုက်ရပြီးကျွန်တော်ရင်ဘက်ထဲကအကောင်က1မိနစ်ကိုအချက်180မကခုန်နေပြီလို့ကြိတ်ဆိုရဲပါတယ်ပါပါတစ်ခုခုပြောဦးလေမြို့ထဲမှာနောက်ထပ်မိသားစုတစ်ခုရှိနေတာလားဒါဆိုသားနဲ့လမ်းထိပ်ကဒေစီကောဟင်းပါပါလူယုံမှာငါဒေစီနဲ့ဘယ်တော့မှပတ်သက်ဘူးလို့လဲအဲ့ဒါရွာဥက္ကဋ္ဌရဲ့ခွေးလေးကွာကျွန်တော်ချင်းမီရဲ့ပါဇက်ကိုလက်နဲ့အမြန်အုပ်လိုက်ပြီးငိုရာထက်တောင်ကြည့်ရဆိုတဲ့အပြုံးတစ်ခုကိုအနိုင်နိုင်ဖန်တီးလိုက်တဲ့ကလေးတွေကရှောက်ပြောနေတာပါဗျာဟာကွန်ကကျွန်တော်ကိုလစ်လူရှူထားတယ်သူ့ရဲ့အကြည့်တွေကဓာတ်သွားလို့ထက်ထက်မြက်မြက်နဲ့ကျွန်တော်နဲ့ချင်းမီကိုလှိဖြက်နေတယ်လို့ပဲသူ့နောက်ကအဖွဲ့ဝင်တက်တော်ဆောင်တဲ့ယောက်ကလည်းကျွန်တော်တို့ဘေးနှစ်ဖက်ကိုအသားလေးပိတ်ဆို့လိုက်ကြပြီးအဲ့ဒီအချိန်မှာကျွန်တော်ကောင်းတဲ့စိတ်တစားတစ်ခုပဲရောက်လာတယ်ပြီးတော့ကျွန်တော်သုံးမိဆိုင်ကရဲ့လီဗာကိုဆွဲညစ်လိုက်တော့6နှစ်တိုင်တိုင်ကျွန်တော်နဲ့အတူဖြတ်တန်းခဲ့တဲ့အဖော်ကြီးကနောက်ဆုံးအကြိမ်ဖြစ်ရုံးကန်ဟင်းဟောက်ပြီးကျွန်တော်နဲ့ဟင်းသီးဟင်းရွက်တွေကိုတင်ဆောင်ကအရှိကိုဒုံဆိုင်ပြေးထွက်သွားတော့တယ်သူ့ကိုတားကြကိုနဲ့ရဲ့အေးဆက်တဲ့အတန်ကြီးနောက်ဘက်ကနေထွက်ပေါ်လာခဲ့တယ်ဟိုးလုံးကတော့ကျွန်တော်ကိုတောင်ပေါ် drift ဘရင်လို့ခေါ်ခဲ့ကြတာဗျကျွန်တော်လီဗာအဆုံးထိစောင်းနေလိုက်တယ်သုံးမိဆိုင်ကဟာဈေးလန်းချင်းချင်းလေးတွေကြားတဲ့ကြောင့်ဆရာကောင်းတော့အောင်ဝေးဝိုက်မောင်းနေသွားရင်တတိဆိုင်တစ်ဆိုင်ကိုတိုက်မိခရမ်းချင်းဒီပုံတွေကိုချိန်မိကဈေးတယ်တွေရဲ့အော်ဟစ်တန်နဲ့တက်တော်ဆောင်တွေရဲ့ခြေတံတွေအကုန်လုံးရိုးထွေးကုန်တော့တယ်ပါမိုင်းလာချီလာရုပ်ရှင်ရိုက်နေတယ်လို့ပဲကျွန်တော်ရင်ခွင်ထဲကချင်းမီကတော့စိတ်လှုပ်ရှားစွာအော်ဟစ်နေခဲ့တယ်အေးပါကွာငါတို့အသက်လူပြေးနေရတာပါဒါပေမဲ့သုံးမိဆိုင်ကမှာလည်းသူ့အတိုင်းတာနဲ့သူရှိတာပေါ့ဈေးထဲကနေလွတ်လာတာနဲ့တပြိုင်နက် Range Rover အနက်ရောက်တစ်စီးကကျွန်တော်လမ်းကြောင်းကိုကန့်လန့်ဖြတ်ပိတ်ဆို့လိုက်တယ်တက်တော်ဆောင်နှစ်ယောက်နှစ်ဖက်ကနေရောက်လာပြီးကျွန်တော်ကိုဝက်တကောင်လိုသုံးပြီးပေါ်ကနေဆွဲမပြီးလွှင့်ပစ်လိုက်တယ်မိဘကားရဲ့ခေါင်းဖုံးပေါ်ကျွန်တော်ကိုဖိတိတ်ထားလိုက်တော့ကျွန်တော်ဘာကအေးဆက်နေတဲ့ကားစင်းသားနဲ့ကတ်သွားခဲ့ရတယ်ဂျင်မီကိုတော့အခြားတက်တော်ဆောင်တစ်ယောက်ကမချီလိုက်တယ်ဒါပေမဲ့ကလေးကနည်းနည်းမှမကြောက်တဲ့အပြင်ဝစ်စုံပြင်းတဲ့ကလေးကိုပြောင်ပြောင်ဆက်ဆက်ပြန်လုပ်ပြနေသေးတယ်ကိုနန်ကတောက်ဖက်နဲ့တန်တောက်တော့တနေ့တလန်းချင်းရှောက်လာပြီးကျွန်တော်ရှိတဲ့မှာရက်လိုက်တယ်ဂျေးဆိုပြီးကျွန်တော်နာမည်ကိုတူတူလေးခေါ်လိုက်ပြီးမြဲကျွန်တော်တကူလုံးစိတ်ခံနဲ့တုံတက်သွားတယ်မတွေ့တာကြပြီးနော်ကျွန်တော်ကောင်းကိုအနိုင်နိုင်မောလိုက်ပြီးအတနာဆက်ွယ်အပြုံးဆုံးအပြုံးကိုဖန်တီးလိုက်တယ်မမကိုနန်ကွင်းဆက်လိုက်တာမမလည်းဈေးလာဝဲတာလားဟင်ကိုလေးရဲ့ပါဆက်ထောက်လေးနည်းနည်းလှုပ်သွားပြီးမြဲကျွန်တော်ကိုပြန်မပြေခဲ့ဘူးအဲ့ဒီအစားတက်တော်စောင့်ချီထားတဲ့ဂျင်မီစီစောင့်ကြောထိုင်ချလိုက်ပြီးကလေးရဲ့မျက်နှာလေးကိုကိုင်ဖို့လက်လန်းလိုက်တယ်ဂျင်မီကလေဘင်းကိုနောက်ဆုပ်လိုက်ပြီးတန်တရားအပြည့်နဲ့စိုက်ကြည့်လိုက်တယ်ခင်ဗျားကဘယ်သူလဲတေချာနာထောင်ဆန်းမမကြီးငါရဲ့မိထွေးလာလို့ဖို့နည်းနည်းမှမစင်စားနဲ့ငါဘာကဒေစီပိုင်းတာထပ်ပြောမယ်နော်ဒေစီဆိုတာခွေးမလေးကိုလေးရဲ့လက်ကလေးထဲမှာတန့်သွားခဲ့တယ်တပြင်းရှည်ကြီးတစ်ချက်ချပြန်မတက်ရက်လိုက်ပြီးကျွန်တော်စီအကြည့်ပြန်လှည့်လာတယ်အဲ့ဒီအကြည့်ကကျွန်တော်ကိုတဆက်စီစုပ်ခဲပစ်ချင်နေတဲ့အတိုင်းပဲလွန်ခဲ့တဲ့6နှစ်ကငါမွေးခဲ့တာအမွာမလားကိုလေးရဲ့အတန်ကအေးဆက်ငြိမ်တက်နေပေမဲ့အဲ့ဒီငြိမ်တက်မှုအောက်မှာပောက်ကွဲတော့မဲ့မိတောင်တစ်လုံးရှိနေတယ်ကျွန်တော်ပကုံးကိုဖိထားတဲ့တက်တော်ဆောင်ရဲ့လက်ကပိုပြီးပြင်းထန်လာတာခံစားလိုက်ရတဲ့ဝန်ခံရင်လည်းတရားမှာပဲညင်းရင်လည်းတရားမှာပဲဒါကြောင့်တခါတည်းအရေးဆွတ်လိုက်တာမှကောင်းလိမ့်မယ်ကျွန်တော်မျက်လုံးလေးလိုက်ပြီးချက်ချင်းပဲအံ့ဩဆုံးနဲ့အဖြူစင်ဆုံးမျက်နှာပေးကိုပြောင်းလိုက်တယ်အမွာဟုတ်လားမမကုန်းနဲ့မမဘာတွေပြောနေတာလဲကျွန်တော်ဘာမှမသိပါဘူးကျွန်တော်ဂျင်မီကိုလက်ညှိုးထိုးပြပြီးအတီပေါက်မျက်နှာပေးနဲ့ပြန်ပြောလိုက်တယ်ဒါကျွန်တော်တူလေးပါကျွန်တော်အကူနဲ့အမမယာမော်တော်ကားအမောက်ခံရပြီးဆုံးသွားလို့ကျွန်တော်ပဲဒုက္ခခံပြီးတစ်စီလို့ရှာကျူးမွေးထားတာပါမလွယ်ပါဘူးဗျမျက်ရည်တော်ညှစ်ထုတ်ဖို့ကြိုးစားလိုက်သေးတယ်ဒီကလေးကျွန်တော်နဲ့ဘယ်လောက်တူလဲကြည့်ပါဦးတူဆိုတာဦးလေးနဲ့တူတက်ကြတာပဲလေဒါပေမဲ့ကျွန်တော်ပြောလို့တော့မပြီးသေးဘူးဂျင်မီကလက်မခံဘူးပါဘာတွေရှောက်ပြောနေတာလဲပါပါမှာဘယ်တော့ကအကိုရှိလို့လဲဖိုးဖိုးနဲ့မိမိဆုံးသွားတာကြားလာပြီကိုကျွန်တော်ကိုဒုက္ခလာပေးနေတဲ့ဒီကလေးကိုကြည့်ရင်မြေခွက်လက်ရှာပြီးမိုးလိုက်ချင်တော့တာပဲဒါကအီတန်ရဲ့မွေးစင်းနဲ့အဲ့ဒီတုန်းကဆေးရုံမှတ်တမ်းတွေကိုနန်ကကျွန်တော်ကိုမလွတ်တမ်းစိုက်ကြည့်ရင်ပြောလိုက်တယ်မှတ်တမ်းတွေအရအင်ကျူဘယ်တော့တထဲကမွေးတင်းဆက်ကလေးဟာမွေးဖွားပြီး3 နာရီကြာမှပျောက်ဆုံးသွားခဲ့တယ်ကျွန်တော်ရင်ထဲဒုက္ခနဲ့ဖြစ်သွားခဲ့တယ်အင်းလေအဲ့ဒီတုန်းကကျွန်တော်ပေါ်စားခဲ့တာကိုပြေးဖို့ပဲစိတ်ဆောနေလို့ခြေရဖြောက်ဖို့မေးသွားခဲ့တာတိုက်ဆိုင်တာပါဒါတိုက်ဆိုင်တာဖြစ်ရမယ်ကိုနန်ကကျွန်တော်နဲ့အချိန်ကုန်ခံစကားမများတော့ဘူးတက်တော်ဆောင်စီတိုက်ရိုက်လက်ပြီးအမိတ်ပေးလိုက်တယ်သူတို့ကို Summit Villa ကိုခေါ်သွားလိုက်ပြီးတော့ရှေ့နေအကြောင်းကိုဖုံးဆက်ထားငါချက်ချင်းညာစစ်ဆေးမှုလုပ်ချင်တယ်ဟုတ်ကဲ့မမကိုနန်အဲ့ဒီလိုနဲ့ပဲကျွန်တော်ဟာရာဇဝတ်သားတယောက်လိုပြုမှုခံရပြီးတက်တော်ဆောင်2ယောက်ရဲ့ဆွဲခေါ်ခြင်းခံက Range Rover ကားပေါ်အထောင်းခံလိုက်ရတယ်ဂျင်မီလည်းပါလာတာပါပဲကလေးကတော့နည်းနည်းမှမကြောက်ပဲတားရည်ထိုင်ပုံတွေကိုပြ။ကိုရှင်စွာလက်ကန်ကြည့်နေခဲ့တယ်ပါပါ။ဒီကားကပါပါရဲ့3ဘီထက်အများကြီးပုံမိုက်တယ်အေးပါကွာ။ငါတို့အဖက်ခံထားရတာကားမိုက်နေလဲဘာထူးမှမို့လို့လဲတလန်းလုံး6ကပ်ပြီးတိတ်ဆိတ်နေခဲ့တယ်ကားတန်းကြီးဟာမြို့ပြင်ကအလွန်စိန်ခံဂိတ်ပေါက်အတိုင်းဝိုင်းဖြစ်တဲ့ Summit Villa စီတန်တန်မမမောင်းနေသွားခဲ့တယ်နာမည်ကဘလောက်တောင်ဈေးကြီးကြောင်းဖော်ပြနေတဲ့ကားတွေဟာရာဇဝင်နန်းတော်ကြီးလိုမဟာဆန်တဲ့ဗီလာအင်ဂျီရှိမှရက်လိုက်ပြီးကျွန်တော်နဲ့ဂျင်မီကိုအတွင်းထဲပို့ဆောင်လိုက်ကြတယ်အခန်းကြီးကပြေးကုန်ပြစ်တိုင်ခွဲလုပ်လို့ရလောက်အောင်ကျယ်ဝန်းပြီးမျက်နှာချက်ကဖန်ကောင်းအောင်
မိဆိုင်ကြီးကြောင့်ခေါင်းတောင်မူးကျင်လာတဲ့ဂျင်မီကတော့ဝင်လိုက်တာနဲ့စိတ်လွတ်သွားပြီးကော်စောပေါ်မှာခွေးပေါက်လေးလိုလိမ့်နေတော့တာပဲကိုနန်ကပင်မဆိုဖာပေါ်မှာထိုင်နေပြီးအီတန်ဆိုတဲ့ကလေးလေးကတော့တက်ပလက်ကိုကင်ထားရင်းကော်စောပေါ်မှာခွေးလိုဟောင်းပြနေတဲ့ဂျင်မီကိုကြည့်နေခဲ့တဲ့ကလေးနှစ်ယောက်ရဲ့ကြွားချချက်ကမယုံနိုင်စရာပဲကိုနန်ကနောက်ဆုံးတော့စကားဆလိုက်တယ်ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်မင်းယူသွားတဲ့ဒေါ်လာငါတန်းပြန်ပေးကလေးကိုဒီမှာထားခဲ့ပြီးရင်ငါမျက်စိရှိကထွက်သွားကျွန်တော်ပိုက်ထဲဟာခနဲ့ဖြစ်သွားခဲ့တယ်ပိုက်ဆံအဲ့ဒီဒေါ်လာ9တန်းကကုန်သွားတာကြားလာပြီးနေဘက်မှာအိမ်ဆောက်မြေဝဲချမွေးပြီးကျွန်တော်နဲ့ဂျင်မီ6နှလုံးလုံးစားတော့ဖို့တုံးပစ်လိုက်ပြီလေဒါပေမဲ့အဲ့ဒါထက်ပိုတာကသူကဂျင်မီကိုထားခဲ့စီချင်တာပဲကော်စောပေါ်မှာဘာမှမသိပဲရေမောပြေးလွှတ်နေတဲ့သားလေးကိုကြည့်ရင်အဲ့ဒီကလေးဟာကျွန်တော်ရဲ့အသက်ပါပဲသူ့ကိုတေးခံဘဝကလေးကကျွန်တော်လက်နဲ့မွေးမြူခဲ့တာကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူပြီးပထမဆုံးအကြိမ်ဖြစ်ကိုနဲ့ရဲ့မျက်လုံးတွေကိုတက်တက်ဆိုင်ကြည့်လိုက်တယ်မမကွန်းလန်အဆန်ကိုတော့ကျွန်တော်ပြန်ဆက်ဖို့နီးလိုက်ရှာပါမယ်ဒါပေမဲ့ဂျင်မီကကျွန်တော်သားမမရဲ့သားပါကိုနန်ကကျွန်တော်ကိုအတမဆုံနိုင်တဲ့ဟာသားတစ်ခုကြားလိုက်ရတယ်လို့စိုက်ကြည့်လိုက်တယ်ငါတို့စာချုပ်ထဲမှာဘာလဲမမေးနဲ့ဦးမင်းကတုတ်သွေးလူတန်းတူတက်တက်ပဲအမောင်မွေးလာရင်ဘာလို့ရမယ်ဆိုတာစာချုပ်မှာပါမလာဘူးကျွန်တော်မလျှော့ပေးပဲပြန်ညင်းလိုက်တယ်ဒါပေမဲ့အဲ့ဒီတုန်းကဒီကလေးကတိတ်အားနဲ့လွန်းတာဆရာဝန်တွေတော့မလွယ်ဘူးလို့ပြောခဲ့တာလေနေဘက်ကိုခေါ်သွားပြီးစံပြုတ်တစုံတိုင်းရင်စေးတလဲနဲ့ပြန်ကျမ်းမအောင်လုပ်ပေးခဲ့တာကျွန်တော်ပါဂျင်မီကလက်စိမစိပဲမွေးလာလို့တေးသေးလေးနဲ့အတန်တောင်ကြောင်ပေါက်လေးလိုပဲထွက်တာကျွန်တော်ကလေးကိုခေါ်ပြေးခဲ့တာပတ်စံကြောင့်လည်းပါပေမဲ့မလို့အေးဆက်တဲ့မိန်းမတစ်ယောက်ကဒီကလေးကိုစွန့်ပစ်လိုက်မှကြောက်လို့ပါကိုလည်းရဲ့မျက်နှာပေးပုံစံနည်းနည်းပြောင်းလဲသွားခဲ့ပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲပုံမှန်တိုင်းပြန်လဲထိန်းချုပ်လိုက်တော့တယ်